ญี่ปุ่นว่า this Don't touch. Do not touch. ที่เป็นบางเลยตุ้งมั้ง Zach in. Năm cô mấy tàu sao mà phải đưa này. Để bảo là wow. Tụi nó bằng tình piang diam thấy cái nghe đi xuống lúa cũng nghe đi về hi ra na tam ấy wow
ตัวเป็นฮิปนากิลักเนี่ยฮิปนากิลักมั้งN cây dầu à nói là men dầu à Season ရတော့ဒါပါပဲထင်တာပဲ ကျွန်တော်အာကာသပြတဲ့ရန်ကုန်ကနေကြိုဆိုလိုက်ပါလိမ့်ခင်ဗျာပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ကအပြင်မှာကျွန်တော်စောင့်နေရတဲ့ဦးရေများတာကတကြောင်ကျွန်တော်အကုန်လုံးအစီအပြေအောင်လို့ဆိုပြီးတော့ကျွန်တော်တို့ကနေပြီးတော့ခုံအရေးအတွက်ထက်ပိုများတဲ့ပမာဏကိုကျွန်တော်ထည့်ခဲ့ပါတယ်ဒါကလည်းကျွန်တော်တို့အပြင်မှာစောင့်နေတဲ့ဆိုင်အထဲမှာပိုပြီးအစီအပြေမဲ့ဆိုရည်ရွယ်ချက်နဲ့ကျွန်တော်အစီအပြေမဲ့ညီတောင်လေးချိန်ခဲ့ရတာဖြစ်ပါတယ်ကျွန်တော်ထဲမှာခုံက200ကျော်ပဲဆန်ပါတယ်ခင်ဗျာကျွန်တော်300လောက်ထိကျွန်တော်ထည့်ခဲ့ပါတယ်ဒါကြောင့်ပါဆိုတော့ကျွန်တော်ပြလိုက်မှာရှိတယ်ကျွန်တော်တို့အဓိကကြီးလို့ရတဲ့နေရာတွေနဲ့ဘယ်လိုမျိုးတော်တော်ကြီးရှိရမလဲဆိုတဲ့အရာတွေကိုကျွန်တော်အကျဉ်းဆုံးလေးကျွန်တော်ရှင်းပြပေးပါဖြစ်ပါတယ်ခင်ဗျာကျွန်တော်ပြတဲ့မှာအဓိကအခန်း၄ခန်းရှိပါတယ်ဘဝကြီးရဲ့ညာဘက်မှာဆိုလို့ရှိရင် D space exploration လို့ခေါ်တဲ့ပြကန်းဆောင်အပတ်တစ်ရှိပါတယ်ကျွန်တော်ပြကန်းဆောင်အပတ်တစ်မှာဆိုလို့ရှိရင်တော့ကမ္ဘာပတ်လမ်းတွေမကဘဲတခြားဂျိုရီတီမှာတွားရောက်နိုင်ခဲ့တဲ့အာကာသရဲ့၄စီးကိုခင်းကျင်းပြသပေးထားပါတယ်သူရဲ့အရှိမဆိုလို့ရှိရင်တော့ကမ္ဘာမင်းနဲ့ပတ်သက်တဲ့ geography အကြောင်းတွေatmosphere အကြောင်းတွေပြောမှာ solar system နဲ့ဆိုင်တဲ့ astronomy cosmology နဲ့ပတ်သက်တဲ့အရာတွေကိုအလေးလေး projection တစ်ခုနဲ့ခင်းကျင်းပြသပေးထားပါတယ်ဒီ projection မှာဆိုလို့ရှိရင်တော့ဒီက everyday တွေရဲ့မိမိသိချင်တဲ့အချက်တွေကိုကိုယ်တိုင်တွားရောက် test လုပ်ပြီးတော့တွားရောက်လေ့လာနိုင်တာဖြစ်ပါတယ်ခင်ဗျာသူရဲ့ရှေ့ကိုဆက်ချောက်လာမယ်ဆိုလို့ရှိရင်တော့ space station လို့ခေါ်တဲ့ပြန်ကန်းဆောင်အပတ်တစ်ကိုရောက်ရှိမှာဖြစ်ပါတယ်ပြန်ကန်းဆောင်အပတ်တစ်မှာဆိုလို့ရှိရင်တော့အာကာသဝတ်စုံတစ်စုံကိုခင်းကျင်းပြသပေးထားပါတယ်သူရဲ့အလယ်မှာ International Space Station မှာအသုံးပြုတဲ့ module တွေကိုလည်းခင်းကျင်းပြသပေးထားပါတယ်ခင်ဗျာ
အမှန်တရားတက်ဖို့ရဖို့အတွက်ကိုလည်းကျွန်တော်စတစ်ကာဘော့လေးတစ်ခုထောင်ထားပေးထားပါတယ်အဲဒီကနေစောက်ဝင်လာမယ်ဆိုလို့ရှိရင်တော့ခယူဘက်ရှောက်တန်းကိုရောက်ရှိလာမှာဖြစ်ပါတယ်ခယူဘက်ရှောက်တန်းဆိုတော့ဒီက every တက်တွေရောက်ရှိလာကြတဲ့စောက်ဝိုင်းပုံစံရှောက်တန်းကိုဆိုလိုတာဖြစ်ပါတယ်ဒီရှောက်တန်းကြီးကဒီတက္ကမကြီးမှာလမ်းဆုံးတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ခရီးပဲလျှောက်လမ်းမှာဆိုလို့ရှိရင်အမေရိကန်ဆိုဗီယက်နဲ့တရုတ်နိုင်ငံကနေဆက်ထုတ်လုပ်ခဲ့တဲ့အာကာသရဲ့အစီး90ကျော်ကိုခင်းကျင်းပြသပေးထားပါတယ်။ကမ္ဘာပထမဦးဆုံးရုရှားနိုင်ငံကအာကာသရှင်အကြောင်းလေးအခုနောက်ဆုံးထွက်လာတဲ့ SpaceX ရဲ့8တွေအထိပါကျွန်တော်တို့ခင်းကျင်းပြသပေးထားပါတယ်ခင်ဗျာ။ခရီးပဲတိုင်းရဲ့အနေတော့မှာဆိုလို့ရှိရင်တော့ဒုံပြန်တစ်စီးနဲ့ဒုံလုံးစစ်တစ်စီးကိုတွေ့မြင်ရပါလိမ့်မယ်။ဒီပြောက်ကဘယ်လိုပြောက်ွက်လဲဆိုရင်တော့ကျွန်တော်တို့ကဒီဒုံပြန်နဲ့ဒုံလုံးစစ်ကြားရဲ့အချိန်ဆက်မှုတွေဒုံပြန်တစ်စင်ကကမ္ဘာမြေဆွဲအားကိုဆက်နေပြီးတော့အာကာသနဲ့ဘယ်လိုမျိုးတက်သွားသလဲဆိုတဲ့နမူနာပြကွက်တွေပြသပေးတယ်အသေးစားပြကွက်တွေတခုရှိပါတယ်ခင်ဗျာအဲဒီကနေစက်ဝင်လာပဲဆိုလို့ရှိရင်တော့ re-entry စူးလို့ခေါ်တဲ့ကမ္ဘာမြေမှာအာကာသရေပူတွေကမ္ဘာမြေပြတဲ့တင်တွေကိုပြန်လဲဆင်းသက်တဲ့အခါကျရင်သူတို့ဆင်းနေတဲ့အထူးရှင်တွေစီကိုလည်းကျွန်တော်တို့ခင်းကျင်းပြသပေးထားပါတယ်သူရဲ့ဘေးမှာတော့ခုနပြောတဲ့ကဆူးတဲ့ပုံစံတူတဲ့ 5G စနစ်ကိုအသုံးပြုတဲ့စနစ်လုံးရှိပါတယ်ဒီဆက်ထဲမှာဆိုလို့ရှိရင် category 20နဲ့လို့ရှိပါတယ်ခင်ဗျာဒီထဲမှာဘိုးသူရရစင်တဲ့ကောင်းတဲ့လည်းပေါဝင်လို့လို့လေခလေးတွေစိတ်ဝင်စားတယ်ကျွန်တော်တို့ Jurassic World တို့ Underwater တို့ shooting game တွေကိုလည်းအခမဲ့သွားရောက်ဆော့ကစားနိုင်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီအချင်းထဲမှာလက်မှတ်ခါကတွဲပြီးတော့ကျန်တဲ့အရာတွေအကုန်လုံးကအခါချင်းတွေကောက်ခံခြင်းမရှိပါဘူးခင်ဗျာချားချက်ပေးပါခင်ဗျာကျွန်တော်တို့အခါချင်းတွေကောက်ခံနေဆိုတဲ့တကယ်အမှားတွေပြတ်နေတယ်ဆိုတာအတွက်ကိုလည်းကျွန်တော်တို့ကတောင်းပန်ပါတယ်ခင်ဗျာဒီခမ်းမဆောင်ထဲမှာကျွန်တော်တို့အခါချင်းပေးပြီးစီးနေရတဲ့တောင်းတဲ့လူရှိလို့ရှိရင်ကျွန်တော်တို့သတင်းပို့ပေးပါလို့ကျွန်တော်ထပ်ပြီးတော့ပြသရိုက်ခဲ့တာပါတယ်ခင်ဗျာဒါတစ်ခုပါဒီကနေ့ဆက်ဝင်လာမယ်ဆိုလို့ရှိရင်ဒီခမ်းမဆောင်တွေကိုရောက်ရှိလာမှာဖြစ်ပါတယ်ခင်ဗျာဒီခမ်းမဆောင်တွေကိုတော့ကျွန်တော်တို့က projector နဲ့ဒုံးတွေကိုအဓိကအသုံးပြုပြီးတော့ content နဲ့ video တွေခင်းကျင်းပြသပေးတာဖြစ်ပါတယ်ကျွန်တော်တို့ကတနေ့ပြသတဲ့ content ကမပြူပါဘူးခင်ဗျာဒီနေ့မှာဒီ content ကိုပြသလဲဆိုလို့ရှိရင်တော့မနက်ဖြန်မှာတခြားမတူညီတဲ့ content ကိုပြောင်းလဲပြသပေးပါတယ်ဒီပြသမယ့် content တွေရဲ့စုစုပေါင်းစာရင်းတွေကတော့28 minute တိဖြစ်ပါတယ်ကျွန်တော်တို့ဒီပြကန်းဆောင်ထဲမှာ28 minute တိ content video ခင်းကျင်းပြသပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ကဒီခမ်းမဆောင်ထဲမှာ video ရိုက်တာနဲ့ဓာတ်ပုံရိုက်တာကိုဖွင့်ပြပေးထားပါတယ်ဒါပေမဲ့ကျွန်တော်တို့က video ရိုက်တဲ့အခါမျိုးမှာဆိုလို့ရှိရင်ဖုန်းဖလန်ပြီးခုဒီမြန်ပြီးတော့ကိုလည်းမြစ်တာရိုက်ခံပါတယ်ခင်ဗျာအကယ်လို့ဒီကမာကြီးကနေအပြင်ကိုချိန်လေးတက်ထွက်ခွာနိုင်ပြီးတော့ပြကန်းအပတ်1နဲ့ကျွန်တော်ခုနကပြောခဲ့တဲ့နေရာတွေမှာတွားရောက်လေ့လာနိုင်ပါလိမ့်မယ်ခင်ဗျာဆိုတော့ကျွန်တော်တို့ကဗီဒီယိုလေးကိုစပြီးတော့ပြင်ပြပေးပါဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အာကာသပြတဲ့ညကိုအားရရှိကြတဲ့တိုးချင်းစီတိုင်းကိုလည်းကျွန်တော်အာကာသပြတဲ့အဖွဲ့သားချန်ကိုကနေအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာညကောင်းနေဆိုတာနက္ခတ္တမိတာပညာရှိတို့အတွက်အမြဲအံ့ဩမိမောနေရတဲ့အလှတရားတစ်ခုဖြစ်တဲ့ပြင်စကြဝဠာအနှံ့ကနေပြည့်ဝနေတဲ့အလင်းနှင်းတွေရဲ့ညှို့ချက်တွေကိုဖော်ထုတ်နိုင်ဖို့ကိုကြီးလမ်းပြပေးနေတဲ့အရာတစ်ခုဖြစ်ပါတယ်။ကျမကတော့ဂျယ်ရီကိုလေ့လာနေတဲ့နက္ခတ္တမိတာပညာရှိတို့ဖြစ်ပါတယ်။ကျမတို့နက္ခတ္တမိတာပညာရှိတွေဟာဟိုးရခင်မြပောင်းများစွာကလေးကလန်းလန်းနေတဲ့ဂျယ်ရီဂျိုရီကိုညရီကောင်းနေရမှာရှောင်ဖွေလေးနာခဲ့ကြပြီးအခုချိန်မှာတော့အမေးမှာရှိတဲ့အခြားဂျယ်ရီနဲ့ဂျိုစုဝေးတွေရဲ့ဖြစ်တည်မှုတွေကိုပါတွေ့ရှိလေ့လာနေကြပြီဖြစ်ပါတယ်ဒီနေ့မှာတော့ကျမတို့ရဲ့ရင်းနှီးပြီးသားဖြစ်တဲ့ပုံမြင်တွေတနာရီတွေကဂျယ်ရီဂျိုရီဟာဘယ်ကလာတဲ့ဘယ်လိုပုံစံဖြစ်တည်လာကြလဲဆိုတာကိုညှဝေပေးသွားမှာဖြစ်ပါတယ်ပထမဆုံးနေရာတစ်ခုကိုမိတ်ဆက်ပေးချင်ပါတယ်ဒီနေရာမှာတော့အင်မတန်ထူးချွန်ထင်တဲ့နက္ခတ္တမိတာပညာရှင်တွေဟာအံ့ဩဖို့ကောင်းတဲ့ဒီပညာတွေကိုအသုံးပြုပြီးတော့ကောင်းကင်ကိုလေ့လာနေကြတာဖြစ်ပါတယ်တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ကျမတို့လူသားတွေနဲ့ထောင်စုနှစ်ပေါင်းများစွာကလေးကရင်းနှီးခဲ့တဲ့ညကောင်းကင်ကြီးကိုလေ့လာနေတဲ့နေရာတစ်ခုလိုလည်းဟောဆိုနိုင်ပါတယ်
ဒီနေရာကတော့ချီလီနိုင်ငံမှာတည်ရှိပါတယ်ချီလီနိုင်ငံဟာတောင်တန်းတွေထူထပ်ပြီးတောင်အမေရိကတိုက်ရဲ့အနောက်ဘက်ကမ်းရိုးတန်းမှာရှိတဲ့ရှေးမျိုးမျိုးနိုင်ငံတစ်ခုဖြစ်ပါတယ်အနောက်ဘက်မှာပစိဖိတ်သမုဒ္ဒရာတည်ရှိပြီးအရှေ့ဘက်မှာမြင့်မားတဲ့ Andes တောင်တန်းကြီးတွေနဲ့မြောက်ဘက်မှာတော့အမေဇုံမိုးတစ်တောကြီးတွေတည်ရှိပါတယ်။ဒါအပြင်အထူးကောင်းမွန်လာတဲ့ဇာတိဥတုအနေအထားကြောင့်ချီလီနိုင်ငံကိုလက်ခတဗေဒပညာရှင်တွေစူးစမ်းလေ့လာမှုအတွက်ကမ္ဘာပေါ်ကအကောင်းဆုံးနေရာတွေထဲကတစ်ခုအဖြစ်သတ်မှတ်နိုင်ပါတယ်။ပစိဖိတ်သမုဒ္ဒရာကြီးကအနာဒီကဘက်ကလာတဲ့ရေအေးစီးကြောင်းတွေကိုမြောက်ဘက်ကိုဖြတ်သန်းစီးဆင်းစေလို့ Andes တောင်တန်းကြီးဟာအရှေ့ဘက်ကလာတဲ့မိုးတိမ်တိုက်တွေကိုကာစီပေးထားပြန်ပါတယ်။ဒီဖြစ်စဉ်ကတော့လေထုထဲမှာရှိတဲ့ပူချိန်ကိုလျော့နှဲစေတာကြောင့်ချီလီကမ်းရိုးတန်းတစ်လျှောက်မှာရှိတဲ့လေထုတွေကအဆုတ်ဓာတ်တွေကိုလျော့ကျသွားစေပါတယ်။ဒါကြောင့်ချီလီကမ်းရိုးတန်းမှာရှိတဲ့တောင်တန်းဒေသတွေမှာ6တွေ့တည်ငြိမ်တဲ့လေထုဖြစ်ပေါ်လာစေပြီးတိမ်နေပါလုံးတဲ့အတွက်လက်ခတဗေဒစူးစမ်းလေ့လာမှုတွေလုပ်ဖို့ပြီးပြည့်စုံတဲ့အခြေအနေတွေကိုဖန်တီးပေးပါတယ်။ချီလီနိုင်ငံမှာရှိတဲ့လက်ခတဗေဒစခန်းတွေထဲကမှနေရာသုံးခုကိုတွားရောက်လေ့လာမှာဖြစ်ပါတယ်။ဒီလေ့လာရေးစခန်းတွေဟာကျမတို့ရဲ့နေဖွင့်စည်းတွင်းမှာရှိတဲ့ຢာတွေကတကောင်းပြင်ပမှာရှိတဲ့ကျမတို့နေထိုင်ရာကဘာကျူနဲ့ဆင်တူတဲ့အခြားကျူတွေဘယ်လိုဖြစ်တည်လာလဲဆိုတာကိုပါနားလည်စေလို့ကူညီပေးပါတယ်။စီရိုတိုလိုလိုစကန်ဟာအမေရိကန်ရဲ့နိုင်ငံတကာကပူးပေါင်းတည်ဆောက်ထားတဲ့လက်ခတဗေဒစူးစမ်းလေ့လာရေးစခန်းဖြစ်ပြီးသူ့မှာဒါဇင်ရှိတဲ့တယ်လီစကုပ်တွေရှိပါတယ်။စီရိုတိုလိုလိုဆိုတာဟာ Emerald Brothers ကနဲ့ဆိုရင်အတူတရားနဲ့တဲ့ဇောက်ကပားရဲ့အဆုံးလို့အဓိပ္ပာယ်ရပါတယ်။အဲဒီစခန်းရဲ့အကြီးဆုံးတယ်လီစကုပ်ဖြစ်တဲ့ Victor and Blanco Telescope ကြီးကိုအချင်း4မီတာရှိတဲ့အဓိကအနည်းပြန်နှံ့ဆက်ကြီးနဲ့တည်ဆောက်ထားပါတယ်။အလင်းကိုအခြေခံတဲ့ Optical Telescope မျိုးစားဖြစ်ပြီးတော့လက်ခတဗေဒပညာရှင်တွေဟာကျမတို့မျက်လုံးနဲ့မြင်နိုင်တဲ့အလင်းရောင်အားလုံးကိုစူးစမ်းလေ့လာနိုင်ဖို့ဒီ Telescope ကြီးကိုဒီဇိုင်းထူထားတာဖြစ်ပါတယ်။ကြီးမားတဲ့အလင်းဝင်ပေါက်ကနေဝင်လာတဲ့အလင်းတွေဟာအထူးကအလင်းပြန်နှံ့ဆက်ကြီးကိုဥစွာရိတ်ခတ်တာကြောင့်အဲ့ဒီနှံ့ဆက်ကြီးကိုအထူးကအလင်းပြန်နှံ့ primary mirror လို့ခေါ်ကြပါတယ်။နှံ့ဆက်ရွေးစားပိုကြီးတွေလေအလင်းတွေပို့ပြီးတော့စုဆောင်းနိုင်နေပြီဖြစ်ပါလေ။ဒါကြောင့်မလို့လက်ခတဗေဒပညာရှင်တွေဟာအလင်းတွေရနိုင်သမျှစုဆောင်းနိုင်မှုအတွက်ကြီးမားတဲ့ telescope ကြီးတွေကိုတည်ဆောက်ကြတာဖြစ်ပါလေ။အလင်းပြန်နှံ့ရဲ့ပုံစံကြောင့်အလင်းတွေကိုတမီတာကျော်ကြီးတဲ့နှံ့ကလေးပေါ်မှာစုစည်းသွားစေပါတယ်။အဆိုပါမှန်လူဟာလေ Dot Energy Camera လို့ခေါ်တဲ့ကင်မရာရဲ့အပေါ်ကိုကောင်းတဲ့အစိတ်ပိုင်းတွေကအစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့အချိန်တိုင်းမှာတန်ရှင်းမှုရှိနေဖို့အလွန်သတိထားရပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်မှာကပ်တွယ်နေတဲ့ဖုံမှုလေးတွေဟာကုတ်တင်လုံထားတဲ့ telescope ရဲ့မျက်နှာပြင်တွေကိုထိခိုက်စေနိုင်တဲ့အတွက်ဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့စိတ်ကြိုက်ဖန်တီးထားတဲ့တန်းစင်ထားတဲ့အခန်းတစ်ခုရှိပြီးဒီအခန်းထဲမှာဖုံမှုတွေကိုစစ်ထုတ်မှာဖြစ်ပါတယ်။ telescope ကဖန်ယူထားတဲ့အလင်းအလုံးဟာအခြေခံအဖြစ်အမှတ်တစ်ခုမှာစူးစီးသွားပြီးထိုစုံမနေရာမှာအာယုခံပရိယာတတတာကိုတက်ဆင်ထားတာဖြစ်ပါတယ်။ကျွန်တော်တို့လှုပ်ဆောင်လို့ရဲ့သိပ္ပံဆိုင်ရာစူးစမ်းလေ့လာမှုတွေနဲ့တခြားသောအကြောင်းအရာတွေပေါ်မူတည်ပြီးတက်ဆင်ထားတဲ့တတတာတွေကွဲပြားကြပါတယ်။ Dot Energy ကင်မရာမှာ Scientific Digital 62ခုလောက်ပါရှိပြီးလက်ရှိကမ္ဘာမှာအသုံးပြုနေတဲ့ကင်မရာတွေကအကြီးဆုံးတစ်ခုဖြစ်ပါတယ်။ Marcos Bonatti ဟာဒီစူးစမ်းလေ့လာရေးစခန်းမှာအလုပ်လုပ်နေတဲ့သူတွေကကျမတို့တွေ့မြင်ပထမဆုံးပညာရှင်ပါ။သူကဒီစခန်းကပစ္စည်းတွေကိုတာဝန်ယူရတဲ့မျက်စိအင်ဂျင်နီယာတူဖြစ်ပါတယ်။ Clean Room ကနေထွက်လာတဲ့ Detector တွေကို Telescope မှာတက်ဆင်ပြီးစူးစမ်းလေ့လာရေးဆောင်ရွက်တဲ့အဖွဲ့တွေကဆက်လက်အသုံးပြုမှာဖြစ်ပါတယ်။
ကျမကတော့ဇခွာလင်းစီရောပါကျမကတော့အမေရိကန်နိုင်ငံကစီယိုတိုရိုလိုနက်ခတ်တိုင်ယာလေးလိုင်းစကန်မှာညာပိုင်းတောင်ဝင်ကြတဲ့လက်ထောက်ရရှိသူဖြစ်ပါတယ်ကျမရဲ့တာဝန်ကတော့ telescope ရဲ့ဒီဒတာတွေကိုချိန်ပြီးချင်းဆောင်ရပြီးကောင်းမွန်စွာအလုပ်လုပ်မှုရှိစစ်ဆေးပြရတာဖြစ်ပါတယ်ဒါအပြင်ညအချိန်မှာ telescope လေးလာအသုံးပြုမှုတွေကိုမှန်မှန်ကန်ကန်စနစ်ကျကျဆောင်ရွက်နိုင်စေဖို့အတွက်ကြီးကြပ်ပြရပါတယ်ဒီမှာကျမအထူးစိတ်ဝင်စားတဲ့အပိုင်းကတော့ telescope တစ်ခုရဲ့အလုပ်လုပ်ပုံခြေရန်ပြရမှာတွေ data တွေကိုဖမ်းယူပုံပြီးတော့ဒီလိုကြီးမားတဲ့တာဝန်ကိုထမ်းဆောင်ဖို့အပြန်အလှန်ချိတ်ဆက်နေတဲ့စနစ်မျိုးမျိုးရဲ့အံ့ဖွယ်လှရှောင်းမှုတွေပါပဲဒါပေမဲ့ဒီစကန်မှာရှိတဲ့ engineer ဆိုင်ရာပညာရပ်တွေအားလုံးကတော့သူ့ပိုင်းနဲ့သူအမှန်ခန်းတွေကြီးပါပဲရှင်နောက်ထပ်မိတ်ဆက်ပေးမယ့်တယောက်ကတော့ Katie Vivas လို့ခေါ်တဲ့ Venezuela နက္ခတ္တဗေဒပညာရှင်ဖြစ်ပါတယ်ကျမကတော့ Blanco Telescope မှာပါတဲ့ Dot Energy Camera ရဲ့အထောက်အကူပြုဖွဲ့ Support Team တွေကဖွဲ့ဝင်တစ်ခုဖြစ်ပါတယ်ကောင်းကင်ကြီးကိုစူးစမ်းလေ့လာနေဆိုတာလုံးဝအံ့ခံပါပဲကျမတို့ supporting အဖွဲ့အနေနဲ့ကမ္ဘာတဝန်းကနက္ခတ္တဗေဒပညာရှင်တွေအတွက်သူတို့နဲ့သက်ဆိုင်ရာ project တွေအလိုက်အောင်မြင်မှုတွေရရှိစေဖို့အသင့်အသုံးပြုနိုင်တဲ့အဆင့်မီအချက်လက်တွေကိုကင်မရာကနေထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ Dot Energy Camera ကိုစကြဝဠာရဲ့အဝေးဆုံးနေရာတွေအထိလေ့လာနိုင်ဖို့အထူးဒီဇိုင်းပြုထုတ်လုပ်ထားခြင်းဖြစ်ပေမဲ့ကောင်းကင်ကိုမြင်ကွင်းကျပုံစံနဲ့လေ့လာနိုင်တဲ့အရည်အသွေးရှိတာကြောင့်ကျမတို့ကမ္ဘာအမြင့်မှာရှိနေတဲ့အရာဝတ္ထုတွေကိုလေ့လာဖို့လည်းအသုံးပြုနိုင်ပါတယ်။ကမ္ဘာကြီးကနေထွက်ပြီးကြည့်လိုက်မယ်ဆိုရင်ကျမတို့ဟာနေကိုလှည့်ပတ်နေတဲ့ဗုဒ္ဓဝကျူ၊မာချူရီကျူ၊တောက်ကြကျူ၊ဗီနပ်စ်ကျူ၊ကမ္ဘာမြေ၊အင်္ဂါကျူ၊မတ်စ်ကျူ၊ကျတာပီကျူ၊ဂျူပီတာကျူ၊စနေကျူ၊စီတန်ကျူ၊ယူရေနပ်စ်ကျူနဲ့နက်ကျူကျူတို့ကိုအစင်းလိုက်တွေ့မြင်ရမှာဖြစ်ပါတယ်။ကျမတို့နေအဖွဲ့အစည်းမှာဒီလိုကျူကြီးတွေသာမကပဲအခြားအရာတွေအများကြီးရှိနေပါသေးတယ်။နက္ခတ္တဗေဒပညာရှင်တွေဟာနေအဖွဲ့အစည်းပြင်မှာရှိတဲ့ရေခဲအဆိုင်ခဲတွေအခြားသိငယ်တဲ့အရာတွေကိုရှာဖွေဖို့ Dot Energy Camera ကိုအသုံးပြုခဲ့ကြပြီးကျမတို့ဟာနေအဖွဲ့အစည်းရဲ့အဆုံးကနတ်ကျုံကျူရဲ့ပြင်ပကွမ်ပေါ်ကပတ်မှာရှိနေတဲ့ထောင်နဲ့ချီတဲ့အရာတွေကိုထောက်လှမ်းတွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။ကျမတို့လက်ရှိမြင်နေရတဲ့အရာအလုံးဟာလွန်ခဲ့တဲ့နှစ်သန်းထောင်ပေါင်းများစွာကတည်းကတူညီတဲ့အရင်ကြီးတစ်ခုတည်းမှာလှည့်ပတ်နေခဲ့ကြပြီးကြီးမားတဲ့ဂျူကြီးတွေရဲ့ဆွဲငင်အားတွေကြောင့်ခွာပွားကပတ်အတွင်းမှာရှိတဲ့အရာတွေကိုပတ်လန်းပုံစံမျိုးမျိုးဖြစ်ပေါ်သွားစေတာဖြစ်ပါတယ်။အခုချိန်မှာတော့သက်ဆိုင်ရာဂျူပတ်လန်းတွေရဲ့အပေါ်နဲ့အောက်အနေထားအမျိုးမျိုးကနေလှည့်ပတ်နေကြပြီဖြစ်ပါတယ်။အာကာသတွေမှာရှောင်းပြီးတွေ့ရှိခဲ့တဲ့တင်းရည်တဲ့ပိုင်းစာလေးတွေရေခဲအဆိုင်ခဲလေးတွေကကျမတို့ဒီအဖွဲ့အစည်းဘယ်လိုဖြစ်တည်လာသလဲဆိုတဲ့သမိုင်းကြောင်းကိုဖော်ထုတ်ရမှာအထောက်အကူဖြစ်စေပါတယ်။လွန်ခဲ့တဲ့နှစ်သန်းထောင်ပေါင်းများစွာကဂျူရီဘယ်လိုဖြစ်တည်လာခဲ့ကြတာလဲ။ကျမတို့ဟာအချိန်တွေကိုနောက်ပြန်ကြည့်လို့မရနိုင်တော့ပေမဲ့အခြားဂျူအဖွဲ့အစည်းတွေဘယ်လိုဆက်လက်ဖြစ်ပေါ်နေကြမလဲဆိုတာကိုတော့စူးစမ်းလေ့လာကြည့်နိုင်ပါတယ်။ဒီလိုလေ့လာမှုတွေလုပ်ဖို့အတွက်အလွန်စွမ်းအားကောင်းတဲ့ telescope ကြီးတွေလိုအပ်ပါတယ်။ဒါဆိုရင်တော့ချီလီကိုပြန်ပြီးစီရိုတိုရိုကနေ20ကီလိုမီတာသာကွာဝေးတဲ့စီရိုပတ်ချီအောင်တောင်ကိုသွားပြီးလေ့လာကြပါစို့။2002ခုနှစ်ကစပြီးအသုံးပြုခဲ့တဲ့ Germany South Observatory ကိုရောက်ရှိပါပြီ။မူလအဆောင်ကြီးရဲ့အမိုးကုန်းကြီးအတွင်းမှာတော့ Blanco Telescope ကြီးထက်နှစ်ဆပိုပြီးတော့ကြီးပြီးတော့အကျယ်10မီတာခန့်ရှိတဲ့မူလအလင်းပြန်နှံ့ဆက်ကြီးပေါဝင်တဲ့ Telescope ကြီးကိုမြင်တွေ့နိုင်ပါတယ်။ဒီကြီးမားတဲ့အလင်းပြန်နှံ့ကြီးဟာအလင်းပြန်နှံ့စွမ်းမြင်မာတဲ့အတွက်အသက်ရှင်နေတာအရှင်းကြီးလုပ်ရပါတယ်။ဒီတွင်လူအားအများကြီးနဲ့လိုအပ်ပါတယ်။ကျမကတော့ Vanessa Monters ဖြစ်ပြီးတော့ electronic engineer တူဖြစ်ပါတယ်။
ကျမတို့စီမှာလင်းဆိုင်ရာစက်မှုဆိုင်ရာ electronic ဆိုင်ရာ software ဆိုင်ရာဆိုပြီးတော့ကဏ္ဍအသီးသီးခွဲခြားထားပါတယ်။ဒါပေမဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားမှာတော့စုစုစည်းစည်းညီညီညာညာလုပ်ကိုင်ကြပါတယ်။ပထမရဲ့ project အသီးသီးကဖန်တီးနိုင်စွမ်းမြင့်မားတဲ့ပညာရှင်တွေကိုစုစည်းလှုပ်ဆောင်စေတဲ့အခါမှာတော့ပုံမကောင်းမွန်စွာပူးပေါင်းဆောင်ရွက်တဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်ပေါ်လာစေပါတယ်။ Germany project ရဲ့ပူးပေါင်းဆောင်ရွက်မှုကိုတစ်ကမ္ဘာလုံးတိုင်းတာနဲ့ဖြန့်ကျက်ထားတာကြောင့်ကမ္ဘာနှံ့ကလက်ခတ်ပြီးတာပညာရှင်တွေကဒီ telescope တွေကိုအသုံးပြုဖို့ရှီလီနိုင်ငံကိုမကြာခဏလာရောက်နေကြတာပဲဖြစ်ပါတယ်။ကိုယ်တိုင်မလာရောက်နိုင်ရင်လည်းတာဝေးဆက်သွယ်နည်းနဲ့ဆက်သွယ်ဆောင်ရွက်ကြပါတယ်။ Zero Particle Scan ရဲ့ကီလိုမီတာ100กว่าလာစီရီနာကင်ယိုရန်မြို့မှာရှိတဲ့ Germany ခြေဆိုင်စခန်းကပညာရှင်တွေဟာ Germany Planet Amazon GPI လို့ခေါ်တဲ့အထူးစက်ပစ္စည်းကိုအသုံးပြုပြီးလေ့လာခြင်းတွေဆောင်ရွက်နေပါတယ်။ Zero Particle Scan ရဲ့ကီလိုမီတာ100กว่าလာစီရီနာကင်ယိုရန်မြို့မှာရှိတဲ့ Germany ခြေဆိုင်စခန်းကပညာရှင်တွေက Germany Planet Amazon GPI လို့ခေါ်တဲ့အထူးစက်ပစ္စည်းကိုအသုံးပြုပြီးလေ့လာခြင်းတွေဆောင်ရွက်နေတယ်လို့ပဲအကွာအဝေးကီလိုမီတာ1000လောက်မှရှိတဲ့ကယ်လီဖိုးနီးယားရဲ့ Stanford University ကပညာရှင်တွေကလည်းအဆိုပါ GPI စခန်းရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကိုအချိန်နဲ့တပြေးညီမြင်တွေ့နိုင်ပြီးတိုက်ရိုက်နှိုးကြားမှုတွေကိုတော့ကျွမ်းကျင်သိပ္ပံပညာရှင် Alicia Schuckert ကယုံကြည်စိတ်ချရစွာနဲ့ဆောင်ရွက်နေပါတယ်။ကျမတို့ကညဘက်ဒီမှာ telescope တွေကိုသုံးပြီးနက္ခတ္တဗေဒပညာရှင်တွေအတွက်လိုအပ်တဲ့အချက်အလက်တွေကိုစုဆောင်းနေပါတယ်။ကျမကိုယ်တိုင်ကလည်းအခုလိုစူးစမ်းလေ့လာနေရတာကိုတကယ်ကိုပြည့်တဲ့နေပါလေ။အကြောင်းမျိုးကိုတေချာစဉ်းစားကြည့်တဲ့အခါမှာ2ဘီလီယံချီတက်တဲ့ရှိတဲ့ဖိုတိုတွေကကျမတို့စီရောက်လာပြီးသူတို့ကိုပထမဆုံးမြင်တွေ့ခွင့်ရတဲ့လူဖြစ်ခံစားနေပြီလို့လည်းဖြစ်နိုင်ပါတယ်။ဖိုတိုအလုံးက2ဘီလီယံပေါင်းများစွာတက်တဲ့ရှိအောင်မဟုတ်ပါဘူး။ကမ္ဘာအနည်းတစ်ဝိုက်မှာရှိတဲ့ဖိုတိုတွေအများစုကတော့မကြာသေးခင်ကမှဖန်တီးထားတာဖြစ်ပါတယ်။ GPI ကနေထောက်လှမ်းရရှိတဲ့နည်းတွေကတော့ခြေတလုံးရဲ့နီးနားတစ်ဝိုက်ဂျိုရီရဲ့ဖြစ်စဉ်တွေကိုပြသနေပါတယ်။ဒါဟာအလင်းနှစ်60ကျော်ကြာမြင့်စွာခရီးနှင်ရမယ့်နေရာတစ်ခုကိုခရီးထွက်နေရတယ်လို့စိတ်ကူးကြည့်နိုင်ပါတယ်။အဲ့ဒီခြေဟာဒီထက်ပိုကြီးတယ်လို့ပိုပြီးလေးတက်ပါပါလေ။အဆိုပါခြေနဲ့သူ့ရဲ့ဂျူးစနစ်ဟာနှစ်တန်း30အောက်သာတက်တန်းရှိပြီးကျမတို့ရဲ့တက်တန်းအနဲ့လက်ရှိနေဖွဲ့စည်းတဲ့နိုင်ရှင်ကြီးတက်တန်းလူတွေစနစ်တစ်ခုဖြစ်ကြောင်းတွေ့ရပါတယ်။ခုံပုံနဲ့အမိုက်တရိုက်တီဟာဒီခြေကိုဝန်းရံနေပြီးချက်ပြားပုံစံနဲ့ဖြစ်တည်နေပါတယ်။အဆိုပါချက်ပြားအတွင်းမှာရှိတဲ့အရာဝတ္ထုတွေဟာတစ်ချိန်ကြာရင်တော့ကျမတို့ရဲ့ Kuiper ကပတ်ဖြစ်လာပြီးတော့၎င်းရဲ့အစွန်းမှာရေခဲဆိုင်ခဲလေးတွေဖြစ်တည်လာတာကိုလည်းဖြစ်ပါတယ်။နောက်ဆက်ပြီးကတော့ချီလီနိုင်ငံရဲ့မြောက်ကကမ္ဘာမှာ6တွေ့ဆုံနေရတစ်ခုဖြစ်တဲ့ Atacama စတေဂန်နာယာကိုသွားမှာဖြစ်ပါတယ်။ Radio Antenna 66ခုနဲ့ဖွဲ့စည်းထားပြီးတော့ ALMA အလ်မာလို့ခေါ်တဲ့ Atacama Large Millimeter Array Telescope ကြီးဟာကမ္ဘာ့စစ်မီနက္ခတ္တရာလေ့လာရေးစခန်းကြီးတစ်ခုဖြစ်ပါတယ်။ Atacama သဲကန္တာရရဲ့ကောင်းကင်ဟာအလွန်ကြီးလင်းရှင်းသန့်နေတဲ့အတွက်နက္ခတ္တဗေဒလေ့လာသူတွေဟာဒီနေရာကိုလာပြီးတော့လေ့လာကြတာဖြစ်ပါတယ်။ David Barrera က San Pedro de Atacama မှာရှိတဲ့ဌာနေတိုင်းသားတွေရဲ့ခေါင်းဆောင်ဖြစ်ပါတယ်။ စကြဝဠာကြီးဟာကျွန်တော်နဲ့အတူလမ်းလျှောက်နေတယ်လို့ခန်းစားရပါတယ်။ထို့အတူပဲစကြဝဠာကြီးဟာတင်တဲ့တာမှာကလူသားမျိုးနွယ်တရက်လုံးနဲ့အတူရှောက်လန်းနေပါတယ်။စကြဝဠာကြီးဟာကျွန်တော်တို့လူသားတွေရဲ့ဘဝအစိတ်အပိုင်းတစ်ခုပဲဖြစ်နေပြန်ပါတယ်။စကြဝဠာကြီးနဲ့နှိုင်းယှဉ်လိုက်ရင်ကျွန်တော်တို့လူသားတွေဟာဘာမှမဟုတ်ပါဘူး။ဒါကြောင့်လည်းစကြဝဠာကြီးရဲ့အလွန်သိငယ်တဲ့အစိတ်အပိုင်းလေးတွေဖြစ်နေတာပေါ့။ကျွန်တော်တို့ဟာအတူတကွရှောက်လန်းနေရင်းနဲ့ပဲလူသားတွေရဲ့နားလည်နိုင်စွမ်းကိုအမခန်းဖြစ်စေတဲ့စနစ်တစ်ခုကိုဖော်ဆောင်နေကြတာဖြစ်ပါတယ်။ ALMA ဟာရှေ့ရခင်ကနေထိုင်ခဲ့တဲ့န
နေမြေကန်တိုင်းရင်းသားတွေရဲ့စကြဝဠာဆိုင်ရာရှေးရိုးတွေးခေါ်ယူဆချက်တွေကိုအလေးထားရလားတကယ်တော့ ALMA ဟာနေမြေကန်တိုင်းရင်းသားတွေရဲ့စကြဝဠာဆိုင်ရာယူဆချက်တွေကိုသိပ္ပံနည်းကျတွေးရှိမှုတွေနဲ့ပေါင်းစပ်ဆောင်ရွက်ထားတာဖြစ်ပါတယ်နက္ခတ္တဗိဒပညာရှင်တွေဟာပင်လယ်ရေမျက်နှာပြင်အထက်မီတာ9000အမြင့်မှာရှိပြီးကြည်လင်၆သွေးတဲ့ကောင်းကင်မြင့်ကြီးကိုပိုင်ဆိုင်ထားတဲ့ဒီနေရာကိုတယ်လီစကုပ်တွေတိစောက်ဖို့အရောက်လာခဲ့ကြတာပဲဖြစ်ပါတယ်။ဒီအလွန်ကြီးမားတဲ့အန်တနာတွေဟာတစ်ခုနဲ့တစ်ခုပေါင်းစပ်ပြီးကြီးမားတဲ့နှလုံးကြီးတစ်လုံးကိုကောင်းကင်ကိုအသေးစိတ်ကြကြလေ့လာမှုတွေလုပ်ဆောင်နေပါတယ်။အန်တနာတစ်ခုစီဟာခန့်မှန်းတန်100လောက်အရေးချိန်ရှိပါတယ်။ပြီးတော့မတူညီတဲ့လေ့လာမှုတွေပြုလုပ်ဖို့အတွက်ရောလိုအပ်တဲ့ပြုပြင်ထိန်းသိမ်းမှုတွေလုပ်ဖို့အတွက်ပါနေရာရွှေ့ပြောင်းမှုတွေလုပ်ဆောင်ရပါတယ်။ Alfredo Aguda ဟာတယ်လီစကုပ်တွေကိုတည်ယူရွှေ့ပြောင်းနိုင်လို့အထူးယုံကြည်စွာခန့်အပ်ခံထားရတဲ့ပုဂ္ဂိုလ်လေးတွေကတအုပ်ဖြစ်ပါတယ်။ ဒီတည်ယူပို့ဆောင်ရေးရင်းတွေဟာအလွန်ကြီးမားတဲ့ရေဒီယိုတယ်လီစကုပ်ကြီးတွေကိုတနေရာမှတနေရာရွှေ့ပြောင်းတည်ဆောင်နိုင်ဖို့အတွက်အထူးဒီဇိုင်းဆွဲထားတာဖြစ်ပါတယ်။အင်္ဂါနာတွေတက်စင်လာတဲ့ဖြုတ်သိမ်းတာကိုအဝေးထိန်းစနစ် remote ဖြင့်ဆောင်ရွက်နိုင်ပြီးနေရာရွှေ့ပြောင်းတဲ့အခါမှာလည်းရေမောင်းခန့်အတွင်းကနေသာကိစ္စဝဝကိုဆောင်ရွက်နိုင်ပါတယ်။ဒီအင်္ဂါနာကြီးတွေကိုအကြီးစားပြင်ဆင်မှုတွေလုပ်ဖို့အောက်ကိုချရမယ်ဆိုရင်တော့အလွန်များပြားတဲ့ဤနိုင်ဆောင်ရွက်မှုတွေလိုအပ်ပါတယ်။အင်နာနာတွေကိုရွှေ့ပြောင်းမယ်ဆိုရင်တနာရီကို9ကီလိုမီတာနှုန်းနဲ့9နာရီခန့်အထိဇက်တိုက်မောင်းနေနိုင်ပါတယ်။အန်တနာတွေကိုနေရာချပြီးတဲ့နောက်မှာတော့အချက်လက် data အမြောက်အများကိုစုဆောင်းပြီးကွန်ရက်တစ်ခုအနေနဲ့စတင်လုပ်လုပ်ပါတယ်။အန်တနာတစ်ခုချင်းစီကရလာတဲ့အချက်လက်တွေကိုဆီလီယာဝါဒူကိုကတော့ချီလီနိုင်ငံနဲ့ကမ္ဘာတဝန်းလုံးကနက္ခတ္တဗိဒပညာရှင်တွေအတွက်အချက်အလက်တွေကိုစုဆောင်းဆန်းစစ်လေ့လာပေးနေတဲ့နက္ခတ္တဗိဒပညာရှင်တို့ဖြစ်ပါတယ်။ကျမတို့ကောင်းကင်ကနေစုဆောင်းရရှိလိုက်တဲ့အနည်းငယ်ဟာရေဒီယိုလိုင်းပုံစံနဲ့ထုတ်လွှင့်လိုက်တဲ့လိုင်းမျိုးစားပြီးဖြစ်ကြပါတယ်။ကျမတို့ကများသောအားဖြင့်စက်ဆောင်လာရဲ့အစိပ်ပိုင်းတွေကိုလေ့လာတာမှာအနည်းဆုံးမှုချင်းနဲ့လေ့လာမှုတွေလုပ်ကြရပါတယ်။အကြောင်း